ခေါင်းမလုံးနဲ့ Amorim ချာလူးလန်လုံးနဲ့ကစားသမားတွေနဲ့ United ဘာတွေမှားနေလဲပြည်သူ့အားပေးကများ MKC ကနေပြန်လည်ကြိုးလိုက်ပါတယ်။ရာသီအစလေးတင်ရှိသေးတယ် United ကအတော်လေးကိုအခြေအနေဆိုးရွားလွန်းနေပါတယ်။ဥရောပပြိုင်ပွဲလုံးဝကန်ဆရာမရှိတဲ့ရာသီမှာဆိုရင်ပြည်တွင်းပွဲစဉ်တွေလည်းလုံးဝအဆင်မပြေပါဘူး။ပရီးမီးယားလိမှာအဆင့်14ရောက်နေပြီးချန်ပီယံစင်ကော်မှုအနေနဲ့တော့ဒီရာသီလည်းဥရောပဝင်ခွင့်ရပါမလားစိုးရိမ်စရာကောင်းတဲ့အနေအထားကိုရောက်နေတာပါ။ကာရာဘောင်းဖလားကနေလည်းစောစီးထွက်ထားခဲ့ရပြီးမရှိမဲ့ဖလားမျော်လင့်ချက်တော့မရှိတော့တာဖြစ်ပါတယ်။ကစားမသစ်တွေလည်းအသင်းမှာအသားမကျသေးပါဘူး။ကိုညာကဒဏ်ရာကြောင့်နားလိုက်ရရင်စကူကလည်းဘောလုံးကောင်းမရဘူး။လက်ရှိအသင်းရဲ့အခြေအနေကစီးရင်ဆွဲကစားမတွေတောင်တိုင်ပတ်နေတာဆိုတော့ကစားမသစ်တွေအသားမကျတာကလည်းအထူးဆန်းတော့လည်းမဟုတ်တော့ဘူးလို့ပြောမလို့တောင်ဖြစ်နေပြီဖြစ်ပါတယ်။ပွဲကရှုံးသွားလို့ CBS ဆရာဖြစ်နေပါတယ်ဆိုမှ Amorim ကပွဲပြီးအင်တာဗျူးတွေကိုလည်းအားရစရာတစ်စမ်းမှမကောင်းပါဘူး။တွေးပြဆိုတာမရှိဘဲဒီကစားကွက်ကိုလုံးဝမပြောင်းနိုင်ဘူးလို့ပဲခေါင်းပေါ်မှာနဲ့တင်းခံနေတာဖြစ်ပါတယ်။ကြည့်ရတာ Amorim အနေနဲ့ United ဘက်ကသူ့ကိုထုတ်လိုက်တာကိုတော့မျှော်လင့်နေတဲ့ပုံပေါက်ပါတယ်။ဒါတော့မှ Man City ကအញ្ញမ်းမဲ့ရောက်နေတဲ့အသင်းမို့ဖြစ်ပါပြီ။အရင်လိုမျိုးတတော်မီသာကောင်းနေ Man City ဆိုရင်တော့ United တို့နောက်ထပ်9ဂိုးပြတ်ပွဲတွေပါတောင်ဖြစ်သွားနိုင်ပါတယ်။ဒီဘက်မှာ United ဟာ Man City ကိုကစားမတူးချင်းခြေစွမ်းရအောင်အသင်းလိုက်ကစားဟန်ရပါမရှင်းနိုင်ခဲ့ပါဘူး။ကိုယ့်ဘက်ကအပိုင်ခွင့်တွေမဖန်တီးနိုင်ပေမဲ့ရောက်ပါကျဲဦးတိုက်တာတွေကတော့အကျဉ်းပါပဲ။ဝနနာကတော့တူရကီမီကနေလက်ရှိ United ဖြစ်နေတာတွေကိုကြည့်ပြီးကျေပြီးတော့ခွေးနေလောက်ပါပြီ။ငါပါလို့ရှုံးတာဆိုငါပါနဲ့မင်းတို့တိုင်ပတ်နေတာပါပဲကွာလို့တော့ပြောနေလောက်ပြီဖြစ်ပါတယ်။ဒီအသင်းကရောက်လာသမျှကစားမတိုင်းချင်းပြနေရတဲ့အသင်းတော်ဖြစ်နေပါပြီ။အခုလည်းကစားမတွေမကားတော့ပါဘူး။နီးပြဆိုရင်လည်းရောက်လာသမျှနီးပြတိုင်းလက်လံပြီးထွက်ပြေးရတဲ့အဆင့်ဖြစ်နေပါပြီ။ကစားမအသင်းချိုင်းနီးပြအသင်းချိုင်းဖြစ်နေပြီလို့တော့ဆိုရတော့မလို့ပါပဲ။ဘာတွေမားလို့မားနေမှမသိတော့ပါဘူး။ရာသီအစ၄ပွဲကန်၄မဲ့ဆိုတာကတပွဲတမတ်နှုံဖြစ်ပြီးဒီနှုံတိုင်းသာသွားမယ်ဆိုရင်တော့ရာသီကုန်တကယ်ကြီးတန်းမှာဆင်းသွားရနိုင်တာဖြစ်ပါတယ်။ပေးလာတဲ့ဂိုးတွေက United ကစားမတွေအမားတွေအကြောင်းအများကြီးပါပါတယ်။ပထမဂိုးမှာဆိုရင် Foden ဟာလူလုံးဝအကမခံထားပဲလွတ်ကျွတ်ကြီးကောင်းနိုင်သွားတာပါ။ဒိုဂူဆွဲပြေးဝင်သွားတာကိုလည်း United ရဲ့ဘယ်ကစားသမားကမှမတားဆီးနိုင်ခဲ့ပါဘူး။ဒုတိယဂိုးမှာဆိုရင်လည်းဒိုဂူကိုဘယ်သူကမှအပြစ်မဖြတ်နိုင်ခဲ့ကြပါဘူး။ဒီကနေပဲဟာလန်ကဘောလုံးရသွားပြီးအပိုင်ကန်ထည့်သွားခဲ့တာဖြစ်ပါတယ်။ဒီကြားထဲမှာရောက်ပါကျဲဦးတိုက်တာကရှိသေးပေမဲ့ကန်ကောင်းလို့ဂိုးပေးရတာဖြစ်ပါတယ်။နောက်ဆုံးကတော့အားလုံးမြင်တဲ့အတိုင်းပါပဲ။ကိုချနာအောင်တဲကဘောလုံးကိုသူများရသွားအောင်ဘယ်လိုများလုပ်လိုက်လဲတော့မပြောတတ်ပါဘူး။အဲဒီတစ်ဆင့်ဟာလန်ကအပိုင်ကန်ထည့်သွားခဲ့တာဖြစ်ပါတယ်။ United ရဲ့အခြေအနေကမရတော့ပါဘူး။သူသဖြင့်ကစားကွက်ကဘယ်လိုမှအဆင်ပြေပဲ။ဘက်ကဒိုးရှူပေါင်းနေတာဖြစ်ပါတယ်။ဒါပေမဲ့ Amorim ကတော့အသင်းရဲ့ကွင်းလယ်ရောနောက်တန်း3ယောက်ကစားတာပါပြဿနာမဟုတ်ဘူးလို့ထင်မြင်နေပါတယ်။ပွဲပြီးမှသူကလက်ရှိကစားဟန်ကိုပြောင်းလဲပေးနိုင်ကြောင်းနဲ့ပြောင်းချင်ဒီပြကိုသာပြောင်းဖို့ပြဿနာပြောသွားခဲ့တာဖြစ်ပါတယ်။ကျွန်တော်ရဲ့ကစားကွက်ကအလုံးမဖြစ်ဘူးလို့ထင်နေတဲ့ခင်ဗျားတို့အမြင်ကိုနားလဲပါတယ်။ရလက်တွေမှတ်တမ်းတွေကလည်းစိုးလို့နေတာပဲလေ။ဒါပေမဲ့ကျွန်တော်ကတော့ကျွန်တော်ကစားကွက်ကိုမပြောင်းနိုင်ပါဘူး။ကစားကွက်ကပြဿနာမဟုတ်ဘူးလို့ပဲကျွန်တော်ထင်ပါတယ်။ပြောင်းချင်ဒီပြပြောင်းပါမယ်ရပါလိမ့်မယ်။နောက်ပြီးအာဆင်နယ်နဲ့ပွဲမှာကျွန်တော်ကစားပုံကောင်းခဲ့ပါတယ်။ဒီကလာမိုက် Odegaard ဆိုပြီးမှဒီဆိုတာကထိပ်တန်းကွင်းလယ်လူ3ယောက်ပါ။ဒါကိုကျွန်တော်တို့ Bruno Casemiro ကွင်းလယ်လူ2ယောက်နဲ့အသာစီးကစားနိုင်ခဲ့တာဖြစ်ပါတယ်လို့ပြောသွားခဲ့လိုက်တာဖြစ်ပါတယ်။ Amorim ကဖျောင်းအောက်တော့ရောက်နေပါပြီ။ဘာတွေဆက်ဖြစ်မလဲဆိုတာဆက်ကြည့်ရမှာပါ။နီးပြပြောင်းတာကအပြေမဟုတ်ဘူးဆိုပေမဲ့လက်ရှိချိန်ရလက်သာဆက်ဆိုးနေရင်နီးပြပြောင်းတာကဖြစ်လာနေတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပဲနားနေပါလဲအားကစားနဲ့ပတ်သက်တဲ့သတင်းကြားတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ။